ဒီတော့မျိုးရီကျွန်တော်ခိပန်ရှူတူပါကဲဒီနေ့မှာတော့ဘိုင်ဘာကအမျိုးရီမွေးရှိခွက်ထဲမှာတင်းနေတို့ထပ်သွားတဲ့အတွက်မွေးရှိခွက်ကတော့တာဝန်ကြီးသွားပြီဖြစ်ပါတယ်နော်ဘိုင်ဘာကမျိုးရီမွေးရှိခွက်ကိုထိုးနေတဲ့မျိုးရီကတော့ရကြပါရကဲကျန်တဲ့6ခွက်ကိုထိုးရမလားတဲ့ကျန်တဲ့6ခွက်ကဆက်ပြီးတော့ထွက်မှာပါဗျကျန်တဲ့6ခွက်မှာ3ခွက်ဆက်ပြီးတော့ထွက်နိုင်ပါသေးရဲ့ဗျအဲ့ဒါကြောင့်မို့ YouTube ကအမျိုးတွေလေကျွန်တော်ရဲ့ Viber Channel နဲ့ Telegram Channel ကိုလာစီခြင်းပါတယ်ဗျကျွန်တော် YouTube မှာကျွန်တော် Viber Channel link နဲ့ Telegram Channel link ကိုlink นี่ချပေးထားပါတယ်ဗျအဲ့ link မှာကျွန်တော်လာပြီးတော့ join စီခြင်းပါတယ်လာ join လိုက်ကြပါနော် YouTube အမျိုးတွေလေကျွန်တော်အမာကီးပေးထားတာအမာကီးကတောက်လျှောက်မှန်တဲ့အတွက်ရကြမယ်လို့ကျွန်တော်မျောလင်းပါတယ်ရကြမယ်လို့ကျွန်တော်ထင်ပါတယ်နော်ကဲအခု9ရက်3လ2026ကြာတာပရိနိအတွက်ကျွန်တော်ကိမချီတို့ရဲ့အမာကြီးကတော့933ကြီးပဲဖြစ်ပါတယ်ဗျအမျိုးတို့ကြိုက်တဲ့အလုပ်ရှိရင်ကပ်ပြီးတော့ကစားစီချင်ပါတယ်ဗျနော်အားလုံးကံပြီးတော့ရကြပါသေးကျွန်တော်အမျိုးတွေအားလုံးငွေကြေးစင်ပြေပြီးတော့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိမချီတို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ